အဲ့ဒီຢာက2026မှာကိုတတ်တဲ့အရာတစ်ခုဖြစ်သွားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါညီမကတော့အင်ဒရာပါ2026မှာငွေရေးကြေးရေးစီးပွားရေးအဆင်ပြေခြင်းနဲ့ဆိုရင်ကိုအောင်မြင်မှုအတွက်ပေါ့နော်ကိုယ့် energy တွေ motivation တွေကိုပတ်ဝန်းကျင်ကနေတိုးအောင်လုပ်ပေးရလားရော့အောင်လုပ်နေရလားဆိုတာကိုပြန်ကြည့်ပါကိုယ့်အောင်မြင်မှုအတွက်ကိုယ့်ပတ်ဝန်းကျင်ကအရေးကြီးပါတယ်အရေးကြီးတော့ကိုယ့် energy တွေ motivation တွေကိုပြန်ကြည့်ပေးပါကိုယ့် motivation နဲ့ energy တွေမြင့်စေတဲ့ပတ်ဝန်းကျင်တွေအရာတွေပဲကိုရွေးချယ်ပေးပါနောက်ပြီးတော့ကိုချစ်တဲ့အနီးကပ်သူတွေပေါ့နော်အနီးကပ်သူတွေနဲ့ခဲသားရင်းလောက်တာအပြင်သွားတာအချိန်ပေးတာမျိုးလုပ်ပေးပါအဲ့ဒီဟာကနေငွေကြေးရေးအချစ်ရေးအစရှိသဖြင့်ပေါ့နော်အဆင်ပြေလာပါလိမ့်မယ်နောက်တစ်ခုကိုသတိထားမယ့်အရာပေါ့နော်အရာကဘာလဲဆိုရင်ကိုက victim mindset နဲ့ငါခံနေရပါလားငါကခံလိုက်ရပြန်ပြီဆိုတဲ့ victim mindset တွေနဲ့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေပြန်တွေးနေမိတာမျိုးကိုကမသိဘဲနဲ့နည်းနည်းလေးတောင်မှသတိမထားမိပဲနဲ့အတိတ်မှာပဲနေခဲ့တာမျိုးတွေကိုခရူးဆိုင်ပေးပါအဲ့ဒီຢာက2026မှာကိုတတ်တဲ့အရာတစ်ခုဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ကိုက2026မှာစီးပွားရေးငွေရေးကြေးရေးတွေမကဘဲနဲ့အခြေရေးတွေအဆင်ပြေခြင်းနဲ့အကုန်လုံးဘယ်အရာဖြစ်အဆင်ပြေ2026ကိုဖြတ်တန်းခြင်းနဲ့ဆိုရင် victim mindset နဲ့အတိတ်မှာပိတ်မိမနေပါနဲ့လို့အကြံပေးလိုက်ပါတယ်